ကဲအားလုံးပဲမင်္ဂလာပါကိုဖုန်းရဲ့ channel ရပြီးတော့မိတ်ဆွေတွေအားလုံးကိုနေထွေးစွာပြန်လဲကြိုဆိုပါတယ်ဗျကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါဗျနော်ကဲအားလုံးပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲတယောက်မကြံမင်္ဂလာပါလို့နော်ကဲကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီးဆိုတော့အားလုံးပဲ like လက်မလေးတယောက်ချက်နေပြီးမယ် channel ကို subscribe နေရတဲ့ကိုဒီမှာအားလုံးက channel လေးကို subscribe နေပြီးပါ like and share နဲ့လည်းများများပေါ့အောင်ဝိုင်းပြီးတော့ share ပေးကြပါဦးကဲမျိုးဒီအားလုံးပဲမင်္ဂလာညချမ်းလေးပါဗျကဲမနေ့ပြန်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့20နဲ့เนาะမနေ့ပြန်ကျွန်တော်တို့26ရက်เนาะ26ရက်နေ့ပေါ့เนาะကျွန်တော်တို့ဒါဗုဒ္ဓဟူးနေ့လေးပါเนาะဗုဒ္ဓဟူးနေ့လေးပါအဲ့တော့ကိုမရအားလုံးပဲကိုဘုံကူမိတ်ဆွေတွေအားလုံးကိုရားသိခြင်းပေါက်စေခြင်းနဲ့ဆန္ဒလေးနဲ့လာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်เนาะအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမကြော်သွားပိုင်းနဲ့ပြီးဆုံးနိုင်အောင်ကြည့်ပါเนาะပြီးဆုံးနိုင်အောင်ကြည့်ပါအကြိုက်သူမှလည်းလိုက်ဆော့ပါမိတ်ဆွေတွေအားလုံးပဲเนาะကျွန်တော်အခုချပေးမဲ့ကဏ္ဍလေးကိုလည်းကိုမရအားလုံးပဲအကြိုက်တူတဲ့ဆိုမှလိုက်ဆော့ပါเนาะအကြိုက်မတူတဲ့ကိုမရအားလုံးကကြော်သွားပါเนาะအဲ့ဒါကကျွန်တော်တို့ဒီဘက်မှာလဲကျွန်တော်တို့2ရက်ကိုလွဲနေသေးတယ်ဗျာเนาะအဲ့တော့ဘယ်လိုပြောရမလဲဆိုတော့เนาะကျွန်တော်လည်းပေါက်စေခြင်းပါတယ်ကိုမရအောင်လို့ပဲเนาะကျွန်တော်လည်းပေါက်စေခြင်းပါတယ်ဒါပေမဲ့လို့တော့ကနန်းလေးရလွဲနေတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်လို့ချင်းချင်းပြီးတော့ပဲထိုးပါเนาะချင်းချင်းပြီးတော့ပဲထိုးပါယုံကြည်မှလည်းလိုက်ဆော့ပါเนาะကျွန်တော်အားလုံးကိုတော့စေစနာမေတ္တာပြီးဝတ်နေတော့ရှာပေးပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့မနက်ဖြန်အတွက်ကိုเนาะအကောင်းဆုံးလေးစူးစမ်းပြီးတော့ထပ်ပြီးတော့ရှာပေးထားပါတယ်ကိုနဲ့အကြိုက်တူတယ်ဆိုတဲ့အကိုဒီမကြီးအားလုံးကတော့ယူသုံးပါเนาะအဲ့တော့ကျွန်တော်တို့မနက်ဖြန်ကဏ္ဍလေးတွေပြောပြီးမယ်เนาะအဲ့တော့ကျွန်တော်ဒီ TV ဗီဒီယိုဖိုင်လေးကိုမကြော်တော့ဘဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะအဲ့တော့ဗီဒီယိုဖိုင်လေးကိုမိတ်ဆွေတွေအားလုံးပဲအများဆုံးကတွေ့အောင်လေအားလုံးတယောက်တစ်ချက်ဝိုင်းပြီး share ပေးကြပါကဲအဲ့တော့ကျွန်တော်ကဏ္ဍလေးတွေပြောပြီးမယ်ဗျာเนาะကိုမကြီးအားလုံးပဲတစ်ခါတည်းရေးစရာမှတ်စရာလေးတွေအနားမှာတစ်ခါတည်းချပေးပါเนาะရေးစရာမှတ်စရာလေးအနားမှာတခါတည်းချထားပြီးမယ်ဗျာနော်အဲ့တော့မနက်ဖြန်ပတ်သီးပေါ့နော်ပတ်သီးကျွန်တော်ကတော့4ပတ်သီးနဲ့6ပတ်သီးကြိုက်ပါတယ်နော်အဲ့တော့4-9ပတ်သီးကြိုက်ပါတယ်အဲ့တော့ကို့မှာလုံးပိုင်းဝမ်းချင်းလေးတွေရှိမယ်ဆိုလို့ရှိရင်လည်းကတ်ထုတ်ပါနော်6ပတ်သီး4ပတ်သီးပါနော်6ပတ်သီး4ပတ်သီးကိုကျွန်တော်ကြိုက်ပါတယ်အဲ့တော့6ပိုင်း9ပတ်သီး4ပိုင်း4ပတ်သီးကိုကိုမိုင်အားလုံးပဲပတ်ချင်တဲ့ဆန္ဒရှိတဲ့ပတ်ပေါ့နော်မပတ်ချင်တဲ့ဆန္ဒရှိကျွန်တော်ဥချပြီးမိတ်ကဏ္ဍလေးတွေပေါ့နော်ထိုးချင်တယ်ဆိုလို့ရှိရင်လည်းကတ်ထုတ်ပေါ့နော်အဲ့တော့နောက်ပိတ်တီးတဲ့ကျွန်တော်ပြောပြီးမယ်နော်နောက်ပိတ်တီးတဲ့နဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တီးတဲ့ပြောပြီးမယ်ပေါ့နော်နော်နောက်ပိတ်ကိုမှလုံးမိုင်ဝမ်းချင်းလေးတွေရှိမယ်ဆိုရင်နောက်ကျွန်တော်အခုပြောပြီးမယ်နောက်ပိတ်ကဏ္ဍလေးတွေနဲ့လည်းကတ်ထုတ်လို့ရပါတယ်နော်နောက်ကျွန်တော်ကီးခွေလေးလည်းကျွန်တော်ဒီညချပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ကဲအားလုံးပဲကျွန်တော်တို့6ပိုင်း6ပတ်တီး4ပိုင်း4ပတ်တီးကိုကျွန်တော်တို့ဘယ်ကဏ္ဍလေးတွေတင်ထိုးရမလဲဆိုတော့ကျွန်တော်ခါတိုင်းပြောပြမယ်ပေါ့เนาะအဲ့တော့ကဏ္ဍမပြောခင်လေးမှာကိုမရအားလုံးပဲကဏ္ဍလေးတွေကတော့လွှတ်ချုပ်မှုလေးတွေဖြစ်နေတယ်အားလုံးပဲအမားအမှန်လေးကိုတော့အားလုံးလက်သိခံပြီးတော့ကြည့်ပေးပါလို့เนาะလက်သိခံပြီးတော့ပဲကြည့်ပေးပါကျွန်တော်လည်းကိုမရအားလုံးကိုတကယ်ရသိကြီးပေါ့စိတ်ချင်းနဲ့ဆန္ဒနဲ့ပဲလာရောက်ပြီးတော့เนาะမျှဝေပေးခြင်းဖြစ်ပါတယ်ဗျာเนาะကဲအဲ့တော့ကျွန်တော်တို့ကဏ္ဍလေးတွေပြောမယ်ပေါ့เนาะကဏ္ဍလေးကကျွန်တော်တို့မနက်ဖြန်6နဲ့ပတ်သက်ရင်ဘယ်ကဏ္ဍလေးတွေထိုးရမလဲဆိုရင်90ရဲ့98ရဲ့95ရဲ့9ခွန်90 98 95 9ခွန်เนาะ9နဲ့ပတ်သက်ဒီကဏ္ဍ၄ခွက်ကိုတင်ထိုးပါ4နဲ့ပတ်သက်လို့ရှိရင်လည်း40 48 45 4ခွန်เนาะအဲ့တော့40 48 45 4ခွန်4နဲ့ပတ်သက်ရင်ကျွန်တော်ဒီကဏ္ဍ4ခွက်ကိုတင်ထိုးပါမနေ့ကကျွန်တော်ပြီးကျွန်တော်အကြိုက်ဆုံးပေါ့နော်မိန်းကဏ္ဍကျွန်တော်2ခွက်ပြောပြီးမယ်နော်မိန်းကဏ္ဍ2ခွက်မပြောခင်မှာအခုကျွန်တော်ပြောပြီးတဲ့ကဏ္ဍလေးတွေကိုလည်းတစ်ခါတည်းကောမတ်ကလေးမှာတစ်ခါတည်းချပြီးတော့ရေးပြီးတော့မှတ်ထားပြီးပါနော်အကုန်လုံးမြင်အောင်တွေ့အောင်အားလုံးပဲကောမတ်ကလေးမှာဝိုင်းပြီးတော့ရေးပေးထားပါနော်အဲ့တော့အခွေအရင်ဆုံးပြောပြီးမယ်ပေါ့နော်အခွေဒီကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓဟူးနေ့မနက်ဈေးအတွက်မှာကျွန်တော်အခွေက6 4 9
ခွန်8ဆိုတဲ့အခွေကြိုက်ပါတယ်နော်အခွေဒီကျွန်တော်တို့6 4ခွန်8အခွေပါနော်6 4ခွန်8အခွေကစားမယ်အဲ့တော့နောက်ပိတ် line ကတော့ကျွန်တော်တီးတန့်ကြိုက်တာကတော့3ည85ဆိုတဲ့ကျွန်တော်တို့ဒီကဏ္ဍ3လုံးကိုကြိုက်ပါတယ်နောက်ပိတ်ကိုပေါ့နော်အဲ့တော့ကို့မှာလုံးပိုင်ဝိုင်းချင်းလေးတွေရှိမယ်ဆိုလို့ရှိရင်3ည85ဆိုတဲ့ကျွန်တော်တို့နောက်ပိတ်ကလေးနဲ့ကပ်ပြီးတော့ကစားစီရင်ပါတယ်နော်တော့3ည85နောက်ပိတ်ကိုတော့ကြိုက်ပါတယ်နော်အဲ့တော့ကျွန်တော်ကပတ်တီးကတော့4ကိုပတ်တီးနော်4ကိုပတ်တီးအဲ့ခုနကကျွန်တော်ပြောပြတဲ့ကဏ္ဍလေးက90 98 95 9ခွန်ရှိမယ်40 48 45 4ခွန်ဆိုတဲ့ကဏ္ဍလေးတွေရှိမယ်အဲ့တော့ကျွန်တော်တို့ဒါ6နဲ့ကျွန်တော်အကြိုက်ဆုံးကဏ္ဍဒီကျွန်တော်တို့68ဆိုတဲ့ကဏ္ဍတစ်ခွက်ကောင်းပါ6နဲ့ဆိုရင်68ဆိုတဲ့ကဏ္ဍတစ်ခွက်ကောင်းပါ4နဲ့ဆိုလို့ရှိရင်လည်း48ဆိုတဲ့ကဏ္ဍကတစ်ခွက်ကောင်းပါနော်ကဲအားလုံးပဲနော်မနေ့ပြန်ကျွန်တော်တို့ဗုဒ္ဓဘုနေ့မှာအားလုံးပဲနော်အောင်မြင်ပါစေလို့ပဲကိုဘုံထပ်မှန်ပြီးတော့ဆုမွန်အောင်တောင်းပေးပါတယ်ဗျာနော်ကိုဘုံရဲ့ဒီဗီဒီယိုပိုင်းလေးကိုပြီးဆုံးတိုင်အောင်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမတွေတူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုယ်ပါရွေးလဲလူရင်းဆန္ဒတွေပြေဝကြပါစေမင်္ဂလာရှိသောစကားမင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုဘုံကနေပြီးတော့အားလုံးတို့ကိုထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာနော်ကဲအားလုံးပဲပိုင်ပိုင်ပါကျေးဇူးတင်ပါတယ်အားလုံးပဲမနေ့ဖိုင်နေပြားတော့အားလုံးမနေ့ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတဲ့မနေ့ကိုမိတ်ဆွေတွေအားလုံးပဲအခုကျွန်တော်ပြောပြတဲ့ကဏ္ဍလေးတွေကိုတင်ထိုးပါအခုကျွန်တော်ပြောပြတဲ့ကဏ္ဍလေးကိုလည်း comment ကလေးမှာတခါတည်းရေးပြီးတော့ပါပြီးရင်ကျွန်တော် Viber channel ကိုလည်းကျွန်တော် comment မှာပင်ထောက်ထားပေးပါမယ်နော်အဲ့တော့ Viber တွေကိုလည်းကိုဒီမအားလုံးပဲတရားမကျန်ဝင်ထားပေးပါဗျာနော်ဒီအားလုံးပဲ Viber မှာကျေးဇူးတင်ပါတယ်